Okay ကိုနာမည်မင်းထင်အောင်ပါအဲ့တော့ကိုဝယ်ထားတာတော့geometry E လေးဝယ်ထားပါတယ်ဘယ်လောက်ကြာပြီလဲဆိုတော့ဟိုလောက်ရှိပြီထင်တယ်9လ10လလောက်ရှိပြီထင်တယ်ကိုလက်ရှိသုံးတာဟိုနေ့ကပဲကို1000ကျော်လောက်ဖြစ်သွားပြီပေါ့ဟုတ်Okay အဲ့တော့ပထမကိုကပါကြည့်လဲဆိုတော့ဒီ company ပေါ့နော်ဒီမြန်မာနိုင်ငံမှာတင်သွင်းတယ်ရောင်းချတယ်အဲ့ရဲ့ဒီ company အဲ့ company ရဲ့ခိုင်မာမှုကိုတစ်ချက်ကြည့်တယ်အဲ့တော့အဲ့ company ခိုင်မာတဲ့ဟို company 5 ခုဟိုကတော့တွေးလိုက်တယ်ပေါ့နော်တွေးလိုက်တယ် market survey လုပ်လိုက်တော့တွေးတယ်တွေးတော့အဲ့မှာဟိုတစ်ခုမှ test drive လိုက်လုပ်ကြည့်တယ်ပေါ့နော် test drive လုပ်ကြည့်တယ်ပြီးတော့ကို test drive လုပ်ကြည့်တဲ့အခါမှာလဲကိုတကယ် daily usage လုံးမဲ့ပုံစံနဲ့လုပ်ကြည့်တယ်ဥပမာပြန်ကိုဆိုရင်ဒီကိုကလေးကိုဒီចောင်းပို့ចောင်းကျုပ်လုပ်တဲ့ဟာအဓိကသုံးမယ်ပေါ့နော်ဒီမျိုးတဲ့ usage အဓိကသုံးမယ်ဖြစ်တဲ့ကြောင့်ဟိုမှာသမီးကိုလည်းခေါ်တယ်ပြီးတော့အမျိုးသမီးနဲ့သမီးနဲ့ပြီးတော့ဟိုကိုအမေတစ်ခါလေးပါရတော့ကိုအမေခေါ်တယ်ပြီးတော့သူတို့ပါပြီးတော့ကို test drive လုပ်ကြည့်တယ်ဆိုတော့သူတို့အားလုံးနဲ့အဆင်ပြေတဲ့ကောက်ကိုရွေးလိုက်ခြင်းဖြစ်ပါတယ်ပထမဆုံးတစ်ချက်ကကြတော့ဒီကောင်လေးကစီတီကားဆိုပေမဲ့ဟိုတိတ်မသေးဘူးပေါ့နော်တိတ်မသေးဘူးတချို့စီတီကားလေးဆိုရင်ကြတော့ရှေ့ကမ်းမှာဟို2ယောက်ဘေးချင်းရှင်ရဲ့ဖြစ်တဲ့အခါမှာပခုံးနည်းနည်းတိုက်တယ်တရောင်နည်းနည်းတိုက်တယ်ဒါမျိုးလေးရှိတာပေါ့ဆိုတော့အခုလည်းဟိုအကောင်မသေးဘူးပေါ့နော်အကောင်မသေးဘူးဆိုတော့ဟိုနည်းနည်းကြက်တယ်ဒီကားကြတော့အဲ့လိုမျိုးဒီသူ့ရဲ့ space ကျဲတယ်ပေါ့နော်ဒီရှေ့ကမ်းမှာလူ2ယောက်တက်ချောင်းရှိဖြစ်တယ်အဲ့ဒါတစ်ချက်ကြိုက်တယ်နောက်တစ်ချက်ကကြတော့ဘာလဲဆိုတော့ဒီကောင်ground clearance မြင့်တယ်ပေါ့နော်အဲ့ဒါလည်းကိုရွေးချယ်တဲ့ထဲမှာပါတယ်ဘာလို့ဒီမှာလမ်းနေထားရယ်နောက်တစ်ခုကတချို့အရာဝင်နေဆိုရင်ဆို slow down အမြင့်နေပေါ့နော် slow down အမြင့်နေထားတယ်ဆိုတော့အဲ့ဒါလည်းဟိုဒီ daily usage မှာအဆင်ပြေတဲ့ထဲမှာပါတယ်နောက်တစ်ခုကဘာဆိုတော့ဒီကောင်ကရိုးရှင်းတယ်ပေါ့နော်ရိုးရှင်းတော့ဟိုတချို့ motorized ပါညာဆိုရင်ဗျာအဲ့လိုထစ်တာတို့လိုမျိုးရေဝင်တာတို့ something အဲ့လိုမျိုးတွေရှိတတ်တယ်ပေါ့ဒါကြောင့်ရိုးရှင်းတဲ့အတွက်ကြောင့်တိတ်ဘာမှပြက်စရာလည်းမရှိဘူးဆိုတော့daily usage မှာအဆင်ပြေပါတယ်ဟိုတုံးလို့ဟုတ်မွေခဲကိုကစမ်းရှိတာတချို့တွေပြောရဲပေါ့နော်အဲ့အချိန်မှာတော့စီတန်းစီရတဲ့အချိန်ပေါ့အခုဝယ်လိုက်တဲ့အချိန်မှာတော့ဒီစီဆိုင်တွေမှာဆိုရင်အရှိတန်းစီရတဲ့အချိန်ပေါ့ကိုကိုတိုင်းလည်းတန်းစီရတဲ့ထဲမှာပါခဲ့တယ်ပေါ့ဆိုတော့ကို EV ဝယ်မယ်ဆိုတော့မျိုးတွေပြောတာ EV ဆိုရင်လည်းပုံမှန် charging ဆိုရင်9နိုင်6နိုင်တွဲရမယ်အဲ့မှာထိုင်ဆောက်ရမှာပေါ့နော်အဲ့လေ station မှာပဲဟိုဖြစ်ရမှာပဲအိမ်မှာဆိုလဲလို့ပြရမှာဆိုတော့ဒီမှာ after sale မှာတခုကိုရမ်းကြိုက်တာပါလဲဆိုတော့ तू ကကိုရိုဒီသူ့ showroom မှာပေါ့နော်သူ့ showroom မှာဒီ charging station လေးရှိတယ်ဆိုတော့ charging လာသွင်းထားလိုက်လို့ရတယ်အဲ့ဒါအရင် convenient ဖြစ်တယ်ဆိုတော့တချို့ရက်ဆိုရင်ကိုဒီမှာမနက်ပိုင်းလာလိုက်ပြီးတော့သူတို့တော့လေးပေးခဲ့လိုက်တယ် charging လေးသွင်းခဲ့လိုက်တယ်ပြီးတော့ညနေဘက်မှာမှကိုပြန်လာယူလိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါဒီအရင် convenient ဖြစ်တယ်တော့အိမ်မှာသူတို့ဟို charger လာတက်ထားပြီးတယ်ဒါမှမဟုတ်ကျတော့ဗာလဲဆိုတော့ဟိုမီးလာခြင်းပြတ်ခြင်းပြီးတော့ကိုမီးလာခြင်းအိမ်မှာရှိလားဒါတွေကလည်းဟိုညှိရနေခက်တယ်ပေါ့နော်ညှိရနေခက်တယ်ဆိုတော့တကယ်အရင်အဆင်ပြေတာ after sale ပါလဲဆိုတော့ဒီမှာ charging station မှာ charging လာတွင်းလို့ရတာတခုကကိုအတွက်ပေါ့နော်ဒါတယောက်နဲ့ usage တော့မတူဘူးပေါ့အခုတော့ကတော့ဒီအရင်အဆင်ပြေတယ်ဖြစ်ပါရဆိုပါဆိုအခုသုံးတဲ့ဟာမှာ daily usage မှာသုံးရတာအဆင်ပြေတယ်အဲဒါကြောင့်လဲဟိုဒီဟာလေးကိုကအခုဟိုမျိုးတဲ့သုံးမှာအဓိကသုံးပြတယ်ပေါ့နော်မျိုးတဲ့သုံးမှာအဓိကသုံးပြတယ်ဆိုတော့ family usage အဆင်ပြေတယ်ဆိုတော့ဟိုကိုတစ်ခါလေးဒီမိသားစုအဖေမေပြီးတော့အမျိုးသမီးကလေးဟိုကိုတိုင်းပေါ့နော်ဆိုတော့အဲ့လိုမျိုး full family သွားတဲ့အခါမှာလည်းဒီမျိုးတဲ့ usage ပြဿနာမရှိဆိုတော့သွားပြတယ်ဆိုတော့ကိုကဒီကားလေးကိုလက်ရှိမှာ daily driver နဲ့ဒီရန်ကုန်ထဲမှာသုံးတဲ့ဟာမှာအဓိကသုံးနေပါတယ်